ညာနီနဲ့နီးစီရဲ့အုံညာနီနဲ့ခလဲကလေးယူညာနီဒါဆိုဆက်လို့အခုလောလောဆယ်အုံညာနီရတော့မှာအုံညာနီကြပို့ပြောဆိုအမြန်ညာနီစုပုံစံမျိုးဖြစ်စမြင်တော့မပေါ့စင်အုံညာနီကြာဆိုဆက်လို့အကျန်းညာနီဆိုလည်းပြောအမြန်ညာနီဆိုပြောဘာလဲဆိုဆက်လို့ဂိုင်လိုက်တုတ်လိုက်ရတော့ဆက်လို့ဟိုဆက်လို့ဂိုင်လိုက်တုတ်လိုက်ရပေါ်လဲဆိုဆက်လို့နှစ်ဖူးလက်တလိုက်ဘဲတလိုက်ညတလိုက်ဒါတုတ်လိုက်မှာဆက်လို့ဟိုဆွဲချေရဗလားခြေဆိုတာတလိုက်မှာ3ခြေဆွဲရ3လိုက်ဆွဲချေ9ခြေရှိမယ်အနေစု9ခြေဆွဲရ9ခြေနေရ12ခြေတလိုက်မှာ4ခြေလောက်ဒီဆွဲရနော်အဲ့ဒါဆိုဆက်လို့ဆွဲပြောမယ်ဟာဘာလဲဆိုဆက်လို့အုံညာနီဆိုတဲ့ဟာစာကြည့်ပဲအလို့စီအလို့စပေဖိချော်မယ်ဆက်လို့လို့တဲ့ဟာခလက်ဟိုအလဲနိစောဆွဲမယ်ဆက်လို့ညော့ဖီလာဘက်ဖီလာဆိုဆက်လို့သူမေးရမယ်ဆက်လို့ညော့ပြီးပြီလို့ရှိရခလက်90ရေစောဆွဲမယ်ခိုင်းလိုက်တိုင်းတန်းဒီကတော့ဆက်လို့ဘယ်လိုပြောမလဲဆိုဆက်လို့တိုင်းတန်းဆိုတော့ဆက်လို့အယောက်ဝတ္ထုတစ်ခုကိုပြီးတယ်ပုံမျိုးတိုက်ရအောင်ဂလက်ရေစောယူရဆက်လို့ဥမာဒီမှာဂလက်တစ်ခုစောဖျက်ရမယ်နော်ဂလက်တစ်ခုစောဖျက်ရတဲ့ဆက်လို့တိုင်းတန်းအဲ့ဒီပြည့်စရောပြီအမြင်ဗလာရသုတ်လင်မလို့သုတ်လင်မနေဆိုတော့သူကအနောက်သိပ်ဖြည့်တယ်ဆိုတော့ဒုတိယကန်လိုက်အောင်ပါကြောက်ဗလာကြောက်စီဆက်ပါကြောက်ရငှက်ထိပါကြောက်ရငှက်ထိနဲ့ဘွေးလေပါကြောက်ရဘွေးလေပါကြောက်ရပါကြောက်လေးကြောက်စီအဲဆိုတလိုင်းမှာလေးချီဆွဲရလေးလိုက်တုတ်လိုက်ဆိုတော့ဆန်နဲ့ချီဆွဲရအဲဆိုဆက်လို့ဒုတိယရွေမဲ့ငှက်ထိပါကြောက်ဆွဲပြီးဆိုတော့အစီမစီတဲ့တိုက်တိုက်ကိုကြည့်ပြီးဆိုဆက်လို့ခိုင်လိုက်ပြတ်ပြီးဆိုတော့ဖြန်းမယ်အချစ်လူအပူသစ်စေတချစ်ဆောအနာတချစ်ဆောရငှက်ထိနဲ့ဘွေးလေကြောက်ကဆက်လို့တချစ်ဆွဲပြီးဆိုတော့ဂိုင်လိုက်ယူပြီးတော့တချစ်ဖြန်းမယ်နောက်ဆောက်ပတ်ပြင်မယ်ဘွေးလေမှာတချစ်ဆက်လို့ထားဆွဲပြင်မယ်နော်ဘွေးလေမှာထားချက်ပြန်တော့ဒါဆိုလေးချစ်ပြီးသူကညော့ပြီးပြေတယ်ဆက်လို့အလုပ်ပြပြီးချောပြီးဆိုဆက်လို့ဘက်လေမယ်ဘက်ကူးဆက်ပြန်မယ်ဖိတဲ့ဖေကို45ပဲထားမယ်အဲဆက်လို့ဆက်စဲဥကခုနဆက်လို့အဲ့ဒီပြည့်စက်သုံးလမှာယူရတယ်တပြားသုံးလမှာနဲ့ဆက်လို့ဘက်လေမယ်ကိုနဲ့ချိတ်ပြင်မယ်နော်ကိုနဲ့ချိတ်မယ်နော်ကိုနဲ့ချိတ်တယ်နောက်တစ်ချိန်ဒုတိယငှက်ထိပ်ပါကြောင်းမဆိုဆွဲရခါမှာအစီမပတ်စီနေဆိုရတယ်တိုက်တက်စီတယ်တိုက်တက်ဆိုယူရဒရိုက်စီရဘက်လေဟာယူဟောဟိုငှက်ထိပ်ပါကြောင်းကိုဆွဲနေအောင်မှာအနာကိုယူပြီးတော့နော်ဒါဆိုငှက်ထိပ်နဲ့ပွေးလေကြောက်ကတစ်ချိန်ဖြာဆွဲမယ်ဘီကိုလည်းဘယ်လိုဆွဲမဲ့သူဆက်လို့ဟိုစပယ်ဆေးပြီးတဲ့အောင်မလေတူချပြီးမှဆက်လို့ဘီကိုလိန်နဲ့တိုးတယ်မယ်ဘီကိုဆွဲတဲ့တာမျိုးမဟုတ်ဘူးလိန်လိုက်တော့မဟုတ်ပဲနဲ့ဘီကိုအောင်မခိုင်လေးတလို့ချိုင်မှာဘီကိုတိုးတယ်မှာဆက်လို့ခိုင်လိုက်ကြည့်ပြီးဆိုဖြန်းမယ်ပြီးဆိုနောက်ဆုံးတစ်ချက်ကဆက်လို့ဘွေးလေပါကြောင်းပုံမှာဆက်လို့ညပချောင်းမယ်ဒါဆိုဗလားကျ90ရောက်ပြီ90လေထောတဲ့ပုံစံအောင်ခလဲမှာတော့ဘောပုံစံထောရအတဲထောနောက်တစ်ခုမှကြာနှစ်ဖူးဝိုင်းနေတဲ့အတွက်နည်းနည်းငယ်လေးကိုအတဲပဲ90မျိုးအတဲထောမယ်ဝိုင်းဟောမယ်နည်းနည်းငယ်ဝိုင်းဟောနော်โอเคဒါဆိုအော်ပြန်ပြီးချောမယ်45ဆွဲမယ်တော့ဒီကြရနော်45ဆွဲမယ်ဆိုတော့45ဆွဲရခါကြာဆိုတာဆက်လို့ခုနကဆက်လို့90ဆွဲဟာအပေါ်မူတည်ပြီးဆိုတာလေကိုစောက်ချော်ပြီးဆိုတာဆက်လို့ကတော့စင်းမြောက်ပြီးဆို45စောင်းမယ်နောက်တစ်ချိန်ဒုတိယဆက်လို့ငှက်ထိပ်ပါကြောင်းဆိုပြီးဆိုခုနအစီမဖြားတဲ့တိုက်တက်ကြည့်ပြီးဆိုဆက်လို့လေကိုမြောက်တယ်ပြီးဆိုတာ90နဲ့45ကိုနဲ့ချိန်မယ်45ဖြန်းမယ်ပေါ့ဒါဆိုနောက်တစ်ချိန်ပြီးပြီဆိုတာငှက်ထိပ်နဲ့ကြောပါကြောင်းဆိုလေဆွဲတယ်မယ်ခါလိုက်အနောက်ကြည့်ပြီးတော့ဖြန်းမယ်နောက်ဆုံးတစ်ချိန်ကလူကပူစစ်စရာအနာရဝဆိုတာခုနပြောတဲ့ဘွေလေပါကြောက်ဖြန်းပြီးဆိုတာလေးချစ်အစုပ်တမ်းမယ်ဒါဆိုဆက်လို့ဘာပုံစံမျိုးနေလဲဆိုဆက်လို့ဘေဘီဖြီးမယ်ဆိုတာသူက90ဖြစ်တယ်သူက45ဖြစ်တယ်သူကဘာဖြစ်ဆိုဖြည်းဖြည်းနဲ့ဆက်လို့ဟိုဘေးသိမ့်လိုက်လို့ရှိရဲ့ဆက်လို့ဘာဖြစ်ပဲဆိုတာတချမ်းမောက်ပြီးဆိုတာတချမ်းမှာတောညိတ်သွားတယ်ဟာဒါပုံစံမျိုးဖြစ်ပဲမဝါဆိုဆက်လို့90ဆွဲမဲ့ဆိုဘာဖြစ်မလဲတချမ်းကြီးကအစဲကြီးဖြစ်နေမှာပေါ့ဟုတ်မလားဒါဆိုဒါအနားမှာအဲ့လိုရွက်ကြနေတယ်ဆရာတော်မအားအဆက်ကြတယ်ဆရာမညာပြောတကယ်ဆရာတော်မပါတယ်နှုတ်မကန်ညာအတူဖြစ်ဖြစ်မယ်ဒါဆိုကြောက်ကုန်နေရတော့မလားညိနေမယ်ဒါဆိုဘေးမှာကြာသွားတဲ့ပုံစံရတယ်တတိုက်ပဲဒါမှ45ဆွဲဟတဲ့သူဒီစီမ3လင်မှာနက်လင်မှာခွဲနက်လင်မှာတလင်မှာခွဲလာပဲကြံမယ်ဟောဒီဒါမှကြာနေလဲတလင်မှာခွဲနက်လင်မှာခွဲ3လင်မှာဒါဆိုတစောင်းဖြစ်နေမယ်ဒါဆိုပြီးလို့ရှိရင်နောက်တစ်ချက်ဘွားချက်ဖြေဦးမယ်ဆိုတော့ဖေ45ဖြေအတွက်45ဖေကတူနေပြီးတော့မြေခုတ်ထဲမှာဖြေပြီးတော့90ဖေကသူရဲ့ညော့ပြီးဆိုညော့မြေခုတ်မှလောက်ကျန်နေမှာဒါဆိုတစ်ချက်အနေနဲ့ဆက်မယ်တစ်ချက်ကငေါမှုလောင်ဆက်မယ်တလင်မာလောင်လည်းတော့ဆက်မြော့
ဆက်လို့ငေါမှုလောက်ဒီပဲဆက်ခွဲရှိရဒါပေမဲ့ဟိုတလင်းမောဆက်လည်းပေါ့ပြင်းနိုင်လဲဆိုဆက်လို့လော်ရွက်ကြလေးမလားဘာတော့ဆွေးကြတော့မရှိမြင်းတော်ကြီးပုံမှာဟိုပြောမစို့90ပဲလော်ရွက်45ပဲအပေါ်တူနေပြီဆိုတော့ဟိုဖိရှင်းမပြေဆိုတချို့ပြောနေတာဟာလေးဒါကြလေးပြောနေတာဟုတ်မောဒါကြလေးဆက်လို့45ပဲနဲ့90ပဲကိုဆက်လို့မတိမ်မကြီးငယ်တစောင်းငယ်လာပဲจิตစောင်းငယ်ပုံစံမျိုးဟို V ပုံစံမျိုးတစောင်းဆက်လို့ပေါ်စာပုံစံမျိုးဖြစ်နေမယ်90ပဲဒါပဲမလားငြိမ်နေမယ်45ပဲတမှာမျိုးကြော်နေမယ်နော်ဒါဆို45ပဲငေါမှုတာတိုးရမယ်90ပဲဆက်မယ်တညီတဲ့တော့မဖြစ်ရအညီဖြစ်ဆို90ဒီလောက်ရွေးကြော်နေမှာကြားတယ်โอเคသားတလား